အားလုံးမင်္ဂလာပါကျွန်တော်ခုကမှောက်ပေးခြင်းအကြောင်းလည်းပါလဲဆိုလူတယောက်ရဲ့အောင်မြင်မှုကိုကျွန်တော်အဆုံးဖြတ်ပေးတဲ့အချက်ကလေး၃ချက်ကိုကျွန်တော်မှောက်ပေးချင်ပါတယ်လို့နံပါတ်1ချက်ကရတော့ပါလဲဆိုကျွန်တော်မိသားစုနောက်ကဖြစ်တယ်လို့ဥပမာပေးခဲ့ဆိုရင်ဒီမှာကွန်ပျူတာအသုံးပြုခွင့်မရနိုင်တဲ့အချိန်မှာတော့ကွန်ပျူတာအသုံးပြုခွင့်ရတယ်လို့သူရဲ့မိဘရဲ့လည်းဒီတက္ကသိုလ်မှာရှိတဲ့အချစ်ကိနဲ့ communication ကောင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်လို့နံပါတ်2ချက်ကပါလဲဆိုနိုင်ငံဖြစ်တယ်လို့ဥပမာElon Muskဆိုရင်ကျွန်တော် South Africa မှာမွေးတယ်လို့South Africa နေပြီးမှတစ်ဆင့်ကျွန်တော်ကနေဒါနေပြီးကျွန်တော်အမေရိကကိုရောက်တယ်ဆိုတော့လည်းမွေးဆိုတိကျမှာပါလို့နံပါတ်2ချက်ကနိုင်ငံဖြစ်တယ်နံပါတ်3ချက်ကတော့ကိုယ်တိုင်ပဲဖြစ်ပါတယ်လို့ကိုယ်တိုင်ပဲဖြစ်ပါတယ်လို့ကိုယ်ရဲ့ပြဿနာကိုအဖြေရှာနိုင်တော့ဖြစ်ပါတယ်လို့ကျွန်တော်ခုနောက်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့လူတယောက်အောင်မြင်မှုအဆုံးဖြတ်ပေးတဲ့အချက်ကလေး၃ချက်ကိုပြန်ပြီးနှိမ့်ချောမယ်ဆိုတော့နံပါတ်1ကကျွန်တော်မိသားစုနောက်ခံဖြစ်တယ်နံပါတ်2ကတော့ကျွန်တော်နိုင်ငံဖြစ်တယ်နံပါတ်3အချက်ကတော့ကိုယ်တိုင်ပဲဖြစ်ပါတယ်လို့မိသားစုကလည်းတောင်းလဲလို့များနိုင်ပါဘူးနံပါတ်2နိုင်ငံကပြောင်းရအောင်ရနိုင်ပါတယ်နံပါတ်3ချက်ကကိုယ်တိုင်ပဲဖြစ်ပါတယ်လို့ကိုယ်တိုင်တောင်းလဲလုပ်ဖို့ပဲဖြစ်ပါတယ်လို့ကျွန်တော်ခုနောက်ပေးတဲ့အကြောင်းအရာလေးလည်းမေးဆိုတော့ကြိုရှိမှလည်းကျွန်တော်ကြည့်ပါတယ်လို့